မင်္ဂလာပါချစ်တို့ရေကဲနေ့လည်စာလေးတူတူစားကြရအောင်ရှင်ကျွန်တော်ကတော့နေ့လည်နဲ့မနက်နဲ့ပေါင်းစားလိုက်တယ်ဗျာဒီနေ့တော့ကျွန်တော်နည်းနည်းလေးပြေးလာတယ်လို့ခံစားလို့ပေါ့ရှင်ဒီနေ့ကတော့တမီကြီးသွားဝယ်ထားတဲ့ငရုတ်ပွားရေပြောင်းဘူးရေကြက်ဥရေကြောပါတယ်ရှင်ပြီးတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပဲတောင်ဗါတယ်ဘာပေါင်မြေတောက်ပဲရလေကြောက်ကက်အားကောင်းတယ်ကြောက်ကက်ပုံလေးသူကသူ့ရဲ့ပဲပုံလေးကကြောက်ကက်ပုံလေးရှင်ရောအဲ့တော့ကိုယ့်ဘက်မှာမန်းကြတယ်မတီမြေတော့ပဲလေးရောက်ပြီပါလားအော်မြေရောက်ပဲရောက်အောင်ပါလားအေးမြေရောက်ပဲပို့လိုက်မယ်သူကဘယ်ရဆိုလားပဲတွေးလိုက်တယ်တောင်ကြီးရတယ်ဟဲ့လားမြေရောက်ပဲပို့လိုက်မယ်ရှင်ဒါကတော့နှမ်းမဲ့ချင်းတုပ်လေးပါရှင်စားချင်းလို့စားတာဟင်းဆက်ကလိုက်လားမလိုက်လားလည်းမသိတော့ဘူးချစ်ဆုံးတို့ရေဒါမတီတီရဲ့နေလေစားမနေ့စာနေလေစားလေးပါရှင်နည်းနည်းဝိတ်တက်နေတော့ထမင်းလေးကလက်နဲ့စုပ်လောက်လေးထည့်လိုက်ပါတယ်ရှင်ကဲရောင်စုံလှပတော့နေ့လည်စာလေးကိုကျမကောင်းမွန်စွာနဲ့စားပါတော့မယ်ရှင်ဟေးရှင်တို့ကဒီနေ့ဘာဟင်းချက်ကြတော့ရှင်ကျွန်တော်ကတော့ဟင်းမကောင်းဘူးအသားမပါပါဘူးရှင်ဩအသားအနေနဲ့စားကြရင်တော့ဒီမှာဖိဖိလက်ရစိတ်သားကြောက်ရှိပါတယ်ရှင်ဒါပေတိုးတော်ညာလေကျွန်တော်ကဒီနေ့တော့တက်လွတ်လေးစားကြင်ပါတယ်ရှင်စားပြီနော်ပဲလေးရမ်းကောင်းပဲလေးကိုကြက်သွန်လေးနဲ့တုပ်စီလေးစားလေးစမ်းသားလေးဖြူစီလေးစမ်းအဲ့ဒါလေးကိုတုပ်ထမင်းလေးနဲ့စားမရေချက်ရေးလေးစားရမ်းကောင်းနော်ကျမကြီးနဲ့ညီညွတ်တယ်ရမ်းကောင်းဘိုက်စာအောင်တော့အစာခံပေါ့ရှင်ဘိုက်စာအောင်စာခံလိုက်လို့ရှိရင်ဘာဖြစ်ဖြစ်ကောင်းတာအသားမပါလဲရတယ်ဟဲ့မနေ့ကရွှေဘဲကိုမျိုးလုံးထဲမှာမြင်လိုက်မယ်ရမ်းကောင်းဟမီစားတော့လေစားမှာဟမီစားဖို့ကစားနှိုးစော်နေရမတီတီတွေဟမီကိုလိုချင်လို့တဲ့မန့်ထားတာပေးလိုက်ချင်တာကိုပဲသိလားယူကြည့်လိုက်ထမင်းစားအစားနှိုးစော်နေရပြောသေးရတော့မဟန်ဒီလီတာမရှိရင်လည်းမတီတီဆိုတာ TikTok ဆယ်လီ fitness ဆယ်လီအကြောင်းမရှိဘူးတဲ့ဆက်မန့်ထားသေးတာကြီးကျင်တယ်ဟုတ်တယ်အဲ့ဒါတော့မှန်တယ်နော်ဟာတာပဲမတီတီကသူ့ကိုရိုက်ပြီးတော့တက်ပြီးဖြစ်သွားတာပါဆယ်လီဖြစ်မှာကျမနားကိုပြေးကြလိုက်တာအားလုံးထင်းလဲဒီ